င်းသမီးဖြစ်ပြီးနည်းနည်းပါးပါးရွေးတင်တယ်လို့လူအများကဒီမင်းသမီးကိုပြောကြတယ်ရှင်ဒီနေ့ဒီမင်းသမီးရဲ့တည်င်းကိုတွေးမိကြမှာပါဒီမင်းသမီးကช่อง7မင်းသမီးဖြစ်ဖူးတဲ့နာမည်ကခနာရှင်ဒါပေမဲ့အခုလက်ရှိမင်းသမီးကအဲ့ဒီช่อง7နဲ့ဆက်ချုပ်ထက်မချုပ်တော့ဘူးအဲ့ဒီချုံးจิကနေထွက်လာပြီဘာလို့လူအများကမင်းသမီးကိုနည်းနည်းပါးပါးတော့ရွေးတင်တယ်လို့ပြောကြတယ်လဲဆိုတော့ဖြစ်စဉ်ကတော့အရင်နှစ်တုန်းကဒီမင်းသမီးကသူ့ရဲ့ချစ်သူနဲ့သူလမ်းခွဲလိုက်လို့2024နှစ်ကုန်ပိုင်းလောက်မှာမင်းသမီးကရီးစားရှာတဲ့ app ထဲမှာရီးစားသွားရှာတယ်ရှင်အဲ့ဒီ app ထဲမှာမင်းသမီးကဒီပုံတွေကအမျိုးသားကိုတွားတွေ့တယ်နှစ်ကုန်ပိုင်းမှာစကားပြောကြတယ်ဒီ2025နလပိုင်းမှာမင်းသမီးကဒီအမျိုးသားနဲ့အပြစ်မှာချိန်တွေ့လိုက်ကြတယ်အပြစ်မှာချိန်တွေ့တော့ဒီအမျိုးသားကဝန်ကြီးတွေအကြီးအကဲတွေပြင်ထွက်တယ်လို့မျိုးအရှိမသားတွေဖယ်ပေးတဲ့တဝန်ရှိတွေလည်းရှိရဲ့ပြီးတော့တက်တော်ဆောက်တွေလည်းရှိရဲ့အနောက်မှာလိုက်ပါလာတဲ့ကားတွေလည်းရှိရဲ့မင်းသမီးလာချိန်တလေးနဲ့များဆိုင်ကယ်နှစ်စီးကား3စီးလောက်ကဒီအမျိုးသားကိုလိုက်လာကြတယ်ဒီအမျိုးသားအတည်းကင်းဖို့လိုက်လာကြတာတဲ့ရှင်ဒီအမျိုးသားမင်းသမီးနဲ့ပထမဆုံးချိန်တွေ့တဲ့နေ့မှာပဲဒီအမျိုးသားပြောတယ်မင်းနဲ့မင်းသမီးရဲ့အရင်ရီစာကစီးပွားရေးတွေလှုပ်ဖူးတယ်မလားတရားမဝင်ပဲရလာတဲ့ငွေလဲရှိနေတယ်လို့မျိုးပဲအမှန်ဆိုမင်းသမီးမလှုပ်ရအောင်ရှင်ဒါပေမဲ့အဲ့ဒီမျိုးသားကဒီကိစ္စဘာမှစိတ်မပူနဲ့ကျွန်တော်ဖြေရှင်းပေးမယ်ကျွန်တော်ကအကြီးအကဲတွေနဲ့တိတယ်ကျွန်တော်ကဝန်ကြီးချုပ်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တယ်ပြီးတော့ကျွန်တော်ကဟိုအကြီးအကဲနဲ့တိတယ်ဒီအကြီးအကဲနဲ့တိတယ်ဆိုပြီးမင်းသမီးကိုပြောပြတယ်ပြီးတော့ဒီအမျိုးသားကသူစီးပွားရေးလဲလုပ်သေးတယ်သူကစိန်ဆိုင်တွေဖွင့်ထားတယ်လို့မင်းသမီးကိုပြောသေးတယ်ရှင်အဲ့ဒီနောက်ဒီအမျိုးသားကအခြားအကြီးကဲနဲ့ချိန်တွေ့ပြီးမင်းသမီးအဲ့ဒီငွေကိစ္စကိုဖြေရှင်းပေးဖို့အကြီးအကဲတွေကိုဝိုင်းကျွေးဖို့မင်းသမီးကိုဘတ်ကိုတောင်းတယ်မင်းသမီးလည်းပေးခဲ့တယ်ရှင်သမီးဘာမှအမားမလုပ်ခဲ့ပေမဲ့ဒီအမျိုးသားကသူကအကြီးအကဲဖြစ်တယ်ဟိုအကြီးအကဲတွေနဲ့တိတယ်ပြောတော့မင်းသမီးကကြောက်လို့ပေးလိုက်တာအဲ့ဒီပထမတစ်ခါချိန်တွေ့ပြီးတဲ့နောက်ဒီအမျိုးသားကမကြာခဏမင်းသမီးအိမ်ကိုတွားပြီးမင်းသမီးကိုတွားရှာတယ်မင်းသမီးကိုတွားရှာတိုင်းကိုရန်တော်တွေပါတယ်ပြီးတော့တွားတိုင်းကားတစ်ခါမှမတူဘူးတစ်ခါတွားကားတစ်မျိုးတစ်ခါတွားကားတစ်မျိုးဒီအမျိုးသားကမင်းသမီးနဲ့ရီးစားဖြစ်တာတလကျော်အကြာမှာပဲဒီအမျိုးသားကမင်းသမီးအိမ်ကိုတွားပြီးမင်းသမီးကိုတွားတင်တောင်းနေရှင်2လပိုင်းမှာချိန်တွေ့ပြီးတွဲကြတယ်3လပိုင်း16ရက်နေ့လောက်မှာဒီအမျိုးသားကမင်းသမီးကိုတွားတင်တောင်းတယ်ရွှေဘတ်90နဲ့တွားတင်တောင်းခဲ့တယ်တရားကြက်ပြည့်တဲ့အထိမင်းသမီးကိုပေးမယ်လို့ဒီအမျိုးသားကမင်းသမီးကိုပြောခဲ့သေးတယ်အမှန်ဆိုမင်းသမီးကလက်မထက်ချင်သေးဘူးဒါပေမဲ့ဒီအမျိုးသားကစာတဆောင်ပါယူလာတယ်ဒီအမျိုးသားကသူအကြီးကဲနဲ့ပဲတိတယ်မဟုတ်ဘူးနန်တွင်းထဲကလူနဲ့လည်းတိတယ်အဲ့ဒီစာထဲမှာရေးထားတာကဒီအမျိုးသားနဲ့မင်းသမီးကလက်ထက်မဲ့အကြောင်းပါအကြောင်းခွင့်ပြုတဲ့အကြောင်းရေးထားတဲ့စာရှင်မင်းသမီးအဲ့လိုစာတွေ့တော့မင်းသမီးလည်းမငြင်းရဲဘူးလက်ထက်ခွင့်တောင်းတာကိုမင်းသမီးကလက်ခံခဲ့တယ်ဒီအမျိုးသားကမင်းသမီးကိုစိတ်အတုံးအကြီးကြီးလက်စုပ်ကိုလည်းဝတ်ပေးခဲ့တယ်ရီးစားဖြစ်တဲ့အတော်အတွင်းမှာဒီအမျိုးသားကနေ့တိုင်းသူ့ရဲ့ IG ထဲမှာမင်းသမီးရဲ့ဓာတ်ပုံတွေကိုစင်းတယ်မင်းသမီးကိုချစ်ကြောင်းပါကြောင်းအမြဲတမ်းတင်တယ်တဲ့ရှင်မင်းသမီးကမင်းသမီးဖြစ်တော့ဒီအမျိုးသားရဲ့ပုံကိုမတင်ရဲဘူးဒီအမျိုးသားသူမင်းသမီးကိုလက်ထက်ခွင့်တောင်းပြီးတော့မင်းသမီး IG ထဲမှာသူ့ရဲ့ဓာတ်ပုံကိုစင်းပေးပါလို့မင်းသမီးကိုတောင်းဆိုတယ်ဒါကြောင့်မင်းသမီးလည်းဒီအမျိုးသားနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံကို IG ထဲမှာတင်လိုက်တယ်ပြီးတော့လက်ထက်တော့မယ်ဆိုပြီးပရိသတ်တွေကိုပြောပြတယ်ရှင်မင်းသမီးကဒီအမျိုးသားရဲ့ပုံကိုဆင်းပြီးတဲ့နောက်မင်းသမီးကိုတတိလာပေးတဲ့သူတွေရှိရဲ့ဘယ်လိုတွေလာတတိပေးကြလဲဆိုတော့တတိထားပါအလင်ခံနေရအောင်မယ်ဒီအမျိုးသားကအိမ်ထောင်တဲ့မယုံရင်ဒီဖုန်းနံပါတ်ကိုဆက်သွားကြည့်ပါလို့မင်းသမီးကိုပို့လာပေးကြတယ်သူများပေးလာတဲ့ဖုန်းနံပါတ်အတိုင်းမင်းသမီးကဆက်သွားကြည့်တော့အဲ့ဒီဖုန်းကင်တဲ့သူကအမျိုးသမီးဖြစ်တယ်အဲ့ဒီဖုန်းထဲကအမျိုးသမီးကဘယ်သူဆက်လာတယ်လဲလို့မင်းသမီးကိုမေးတယ်မင်းသမီးလည်းဒီနာမည်နဲ့ဒီအမျိုးသားကိုတိလာလို့အဲ့ဒီအမျိုးသမီးကိုမေးတော့အဲ့ဒီအမျိုးသမီးကဘာမှမပြောဘဲနဲ့ဖုန်းချလိုက်တယ်3နှစ်ကြီးအကြာလောက်မှာပဲအဲ့ဒီအမျိုးသမီးကမင်းသမီးကိုဖုန်းပြန်ဆက်လာပြီးမင်းသမီးနဲ့လက်ထက်မဲ့အမျိုးသားကကျမရဲ့ယောက်ျားဖြစ်တယ်လို့ပြောတယ်အဲ့ဒီနောက်ဖုန်းထဲကအမျိုးသမီးနဲ့ဒီအမျိုးသားကရန်ဖြစ်နေတဲ့အတန်တွေလည်းမင်းသမီးအကုန်လုံးကြားသွားတယ်ရှင်ဒါကြောင့်3လပိုင်း21ရက်နေ့လောက်မှလာမသိဘူးမင်းသမီးကဒီအမျိုးသားနဲ့လက်မထက်တော့ဘူးလို့ပုတ်တင်လိုက်တယ်ပြီးတော့မင်းသမီးကဒီအမျိုးသားရဲ့အကြောင်းကိုစုံစမ်းကြည့်လိုက်တယ်ရှင်
အမှန်တော့ဒီအမျိုးသားကစိန်ဆိုင်ဖွင့်ထားတယ်လည်းမဟုတ်ဘူးဘယ်အကြီးအကဲတွေမှတိတယ်လည်းမဟုတ်ဘူးဒီအမျိုးသားကလိန်တာတွေကြဲပဲသူမောင်းလာတဲ့ကားတွေတာဝန်ရှိတွေလမ်းဖယ်ပြတဲ့တာဝန်ရှိတွေရောအကုန်လုံးကသူငားလာတာရှင်ကားလဲတစ်ခါနဲ့တစ်ခါသူမောင်းလာတာနဲ့ပတ်မတူရတဲ့အကြောင်းရင်းတွေကလည်းသူတခါလာတိုင်းတစီငါနောက်တခါလာပြီးတစီငါအဲ့လိုမျိုးမလို့ဒီအမျိုးသားမင်းသမီးကိုပေးခဲ့တဲ့ရွှေမင်းသမီးယူပြုတ်ကြတော့ရွှေလဲအယောင်ကျွတ်သွားတယ်တဲ့ရှင်ယူပြုတ်ကြတယ်လေးများရွှေကအယောင်ကျွတ်သွားတယ်ကင်တယ်လဲအယောင်ကကျွတ်သွားတယ်အမှန်တော့အဲ့ဒီရွှေလဲဒီအမျိုးသားက app ထဲမှာဝယ်လာတာဒီအမျိုးသားကသူ့မိမနဲ့သူလက်ထက်ထားတာ3-4နှစ်ရှိပြီအတူတူနေနေတာတဲ့ရှင်ဒီအမျိုးသားကဘာလို့မင်းသမီးကိုဒီလိုမျိုးလာလိန်ရတယ်လဲတော့မသိဘူးရှင်ဒါပေမဲ့ဒီအမျိုးသားလိန်ခံရတဲ့အမျိုးသမီးကမင်းသမီးတယောက်တည်းပဲရှိတယ်မဟုတ်ဘူးမင်းကလေးပေါင်းများစွာလဲဒီအမျိုးသားလိန်တာခံခဲ့ရတယ်တဲ့ရှင်ခက်များကတော့ဒီအမျိုးသားထေးတဲ့ထင်ပြီးလိုက်သွားလို့အလိန်ခံရတာပုံများမယ်ဒီအမျိုးသားရုပ်ကြောက်လိုက်သွားကြတာချစ်ကြိုက်ကြတာဆိုတော့ဖြစ်နိုင်ချေသိမရှိဘူးဒီအမျိုးသားရဲ့လက်နဲ့မင်းသမီးလက်ကိုပဲကြည့်ပါရှင့်လုံးဝမလိုက်ဖက်ဘူးဒါကိုမင်းသမီးကဒီအမျိုးသားနဲ့လက်ထက်မယ်မင်းသမီးကခွန်ကြုံဖလမ်ကိုအကူအညီတောင်းပြီးဒီအမျိုးသားတရားဆွဲဖို့လုပ်တယ်ဒီအမျိုးသားမင်းသမီးကိုအများကြီးလိန်ခဲလို့အမှန်ဆိုဒီကိစ္စကငလင်မဖြစ်ခင်ကတည်းကစားဖြစ်တာရှင်းဒါပေမဲ့ငလင်ကြောင့်မင်းသမီးကခဏရက်ထားပြီးထွက်ပြောတာမင်းသမီးကဖိနုံကန်ချာရဲ့ဟွန်ကဆဲကိုတွားပြီးဒီအမျိုးသားနဲ့ပြောခဲ့တဲ့စကားတွေဒီအမျိုးသားမင်းသမီးကိုဘယ်လိုတွေလိန်ခဲ့လဲဆိုတာမင်းသမီးကအကုန်လုံးတက်တယ်အထောက်ထားတဲ့အကုန်လုံးထုတ်ပြတယ်ပြီးတော့မင်းသမီးကချစ်သူဖြစ်တော့ကမင်းသမီးဒီအမျိုးသားကိုခဏလက်ဆောင်ပစ္စည်းတွေဝယ်ပေးတဲ့ရှင်မင်းသမီးကဒီအမျိုးသားကိုဝယ်ပေးတာနော်ဒီနေ့မင်းသမီးကဖိနုံကန်ချိုင်နဲ့ TV အစီအစဉ်ထဲမှာမေးမြန်းမှုတွေလုပ်နေတဲ့အချိန်ဒီအမျိုးသားကအိမ်ကနေ TV ကြည့်လို့တွေ့တော့စိတ်ညစ်ပြီးတိုက်ခန်း3ထပ်ကိုတက်သွားပြီးအဲ့ဒီ3ထပ်မြောက်ကနေအောက်ကိုခုံချဖို့လှုပ်တယ်မြို့သားတကယ်ခုံချတယ်အသက်တော့ရှိနေသေးတယ်ဘာမှမဖြစ်ဘူးတာဝန်ရှိတယ်လဲအမြန်သွားပြီးတော့သွားကယ်ပေးရတယ်ရှင်ရဲကဒီမြို့သားကိုရဲစခန်းကိုဖမ်းခေါ်သွားပြီးစစ်ဆေးမှုသွားလုပ်မယ်ဒီအမျိုးသားသူတည်ထောင်းနဲ့နည်းနည်းပြောတာတော့မင်းသမီးပြောတာအမှန်တရားအကုန်လုံးမဟုတ်သေးဘူးလို့သူပြောတယ်ရှင်အားလုံးကဒီအမျိုးသားရဲ့ရုပ်ကိုတွေ့တော့မင်းသမီးနည်းနည်းတော့ရွေးတင်တယ်မင်းသမီးဖြစ်ပြီးဘလို့ဒီလိုလူရွေးရတာလဲငွေကြောက်လားဘာကြောက်လဲဗောရှင်ပြောမိဆိုရင်တော့ငွေကြောက်ပဲနေမှာငွေကြောက်ဆိုရင်တော့မနည်းနည်းတော့ရွေးတင်တယ်လို့ပြောကြတယ်ငွေတစ်မျိုးတည်းမဟုတ်ဘူးဒီအမျိုးသားကအပြောကောင်းလို့လိန်တော်လို့လည်းဖြစ်နိုင်ပါတယ်နော်အဲ့တော့ online မှာချစ်သူရှာတဲ့သူတွေတတိထားကြပါဒီလိုမျိုးမင်းသမီးတောင်ခံရတယ်ဆိုတော့တတိထားကြပါတော့ရှင်